အားလုံးပဲမင်္ဂလာပါvideo recording လေးတောင် video recording လေးတွေတောင်မတင်ပေးဖြစ်တာတော်တော်ကြာသွားပြီပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့type မရိုက်နိုင်တော့လို့ video recording လေးပဲလုပ်လိုက်ပါတယ်အဲ့ဒါကတော့နှစ်ခုပြောပြချင်တာပေါ့နော်ပထမတစ်ခုကကြတော့ July PAC မှာတော့ဖတ်ထားတဲ့ reading healing journey ဆိုတဲ့ spread လေးအကြောင်းကိုပြောပြချင်တယ်နောက်တစ်ခုကကြတော့ reader ရဲ့ healing journey အကြောင်းကိုလည်းနည်းနည်းလေးပြန်ပြီးတော့ပြောပြချင်တာပေါ့နော်အရင်ဆုံး reader ရဲ့ healing journey အကြောင်းအရင်စပြောလိုက်မယ် reader က2019 လောက်ကနေစပြီးတော့ဒီကိုယ်စိတ်နှလုံးသုံးမှချိတ်ဆက်တဲ့အလုပ်တွေစပြီးတော့လုပ်တယ်ပေါ့နော်Ricky အဓိကတော့ Ricky တင်တာ Ricky နဲ့နောက်တစ်ခုကကျတော့ပေါ့ဝိပဿနာရပေါ့နော်နှစ်မျိုးနဲ့တွဲပြီးတော့သွားတာပေါ့အဲ့ဒါနဲ့2020လောက်ကနေစတယ်ပဲထားလိုက်ပါတော့အခုဆိုရင်9နှစ်ကျော်6နှစ်လောက်6နှစ်ဝင်ကျင်နေရောက်လာပြီပေါ့အဲ့ချိန်ဒီမှာကိုယ့်ရဲ့လမ်းကြောင်းမှာတချို့အရာလေးတွေပြီးသက်သွားတယ်ဆိုတာကိုလည်းကိုကသိလာတယ်မြင်လာတယ်ပေါ့နော်သိလာတယ်မြင်လာတယ်ဘာလေးတွေထပ်လုပ်အောင်မလဲဆိုတာလဲကိုပို့ပြီးတော့ကိုလန်ချောင်းလေးကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာတယ်ဆိုတဲ့ဟာမျိုးလေးစပြီးတော့ဖြစ်လာတယ်ပေါ့နော်အခုအထူးသဖြင့်ဒီ2026မှာပို့ပြီးတော့တိတိတတလေးတွေဖြစ်လာတယ်ပေါ့တချို့လူတွေနဲ့လမ်းခွဲရတယ်သူများတွေရှောက်တဲ့ပုံစံအတိုင်းရှောက်ရတာလှုပ်ရတာမျိုးတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပုံစံအတိုင်းကိုရှောက်ရမယ်လှုပ်ရမယ်ဆိုတဲ့အရာမျိုးလေးတွေလည်း intuition တွေဖြစ်နေကိုယ့်စီကိုပေါ်လာတယ်ပေါ့နော်တချို့အရာတွေကတော့အရင်တည်းကပေါ်တာဒါပေမဲ့ကိုကတည့်ရဒါပေမဲ့ line မလုပ်ခဲ့ဘူးပြီးတော့လေကိုထင်တာလေးတွေရှိတာပေါ့နော်ကိုအထင်လေးတွေပေါ့ကိုအထင်လေးတွေနဲ့ကိုရဲ့အမြင်လေးတွေနဲ့အဲ့လိုမျိုးမတူတာရဲ့ဆိုတာကိုသူအချိန်ကတဖြည်းဖြည်းနဲ့ကိုတက်တည်ပြသွားတာပေါ့နော်ဘယ်သူတွေကတော့ကိုရဲ့ရှေ့ဆက်သွားမယ် live မှာဘယ်သူတွေကိုတော့ခေါ်သွားမယ်ဘယ်သူတွေကတော့ခေါ်သွားလို့မရတော့ဘူးထားခဲ့ရတော့မယ်တချို့လူတွေဆိုရင်လည်းစိတ်ထဲမှာဆိုရင်သူတို့နဲ့ပတ်သက်ပြီးတော့ချစ်ခင်တဲ့စိတ်မေတ္တာတရားရှိတယ်ဒါပေမဲ့ဘယ်တော့မှထပ်ပြီးတော့အဆက်ဆံမလုပ်တော့ဘူးဒီ connection တွေကိုကိုယ့်ဘက်ကနေစပြီးတော့ဖြတ်လိုက်ပါတယ်ဆိုပြီးတော့ energetically ပေါ့နော် energy အဖြစ်ကိုက energy cut off လုပ်ထားတဲ့ relation တွေလည်းရှိတယ်အဲ့လိုမျိုးအချိန်လေးတွေနဲ့ဒီ2026ကြီးကို9လပိုင်းထိဖြတ်ဝင်ရောက်လာတယ်ပေါ့နော်အဲ့အချိန်မှာဒီ6လပိုင်းနောက်ဆုံးပတ်မတိုင်ခင်လောက်မှာစပြီးတော့စိတ်ထဲမှာအဲ့လိုမျိုးsocial media သုံးရတာနဲ့ social media ဆိုအထူးသဖြင့်ပေါ့နော်အကောင့်ပေါ့ personal account ပေါ့အကောင့်မှာသုံးရတာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအဲ့လိုမျိုးလေးလံနေဆိုတဲ့ခံစားချက်မျိုးလေးစပြီးတော့ခံစားမိလာတယ်ကိုနေတယ်ဆိုရင်ကောင်းတဝီလောက်ထဲကစတာ group ထဲမှာတော့ပြောဖြစ်သေးတယ်21 day inner healing journey group ထဲမှာတော့ပြောဖြစ်သေးတယ်ပေါ့နော်တိတ်မသုံးချင်ဘူး social media ပေါ်တက်လိုက်တာနဲ့လူကပို့ပြီးတော့လေးဖြစ်သွားတယ်ဆိုတော့ခံစားချက်မျိုးရတယ်ဆိုပြီးသူတို့တော့ပြောပြတာပေါ့နော်ဒါပေမဲ့အဲ့တုန်းကကြတော့လေကိုကအလုပ်ကလည်းလုပ်နေတဲ့တန်လန်ကြီးအလုပ်ဆိုတာဒီ21 day inner healing group အတွက်ကြီးညာတဲ့ဟာတွေလည်းလုပ်တယ် feedback လေးတွေတင်တဲ့ဟာတွေလည်းလုပ်တယ်အဲ့လိုမျိုးပေါ့promotion လည်း promote လုပ်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းလုပ်နေရဆိုတော့ဒါရုပ်ကိုကလုံးဝကြီးရက်ချလိုက်ဖို့ကိုကအဆင်မပြေဘူးပေါ့နော်အထူးသဖြင့်ကိုရဲ့မိတ်ဆွေတွေကလည်းကို support ချရဲဆိုတော့ကို friend တွေကလူတွေကကို session ကို join ပြီးတော့ကိုအားပေးကြတာဖြစ်တဲ့အတွက်ကြောင့်ကို friend တွေမှာပဲကိုကပို့ပြီးတော့ promote လုပ်ဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဒါပေမဲ့အခု July ကကြတော့သူက July မှာကြတော့တနန်းနေရပြီးသွားပြီပေါ့နော် class ကပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် July ကတော့ကိုရဲ့အားရလာဖြစ်သွားပြီပေါ့ဒီဂျွန်နောက်ဆုံးအပတ်ကနေစတာပေါ့နော်ဂျွန်နောက်ဆုံးအပတ်ကမှအလုပ်တွေအားသွားပြီဆိုတော့အဲ့အချိန်မှာပဲတရက်မှာအပြင်ကပြန်လာတယ်အပြင်ကပြန်လာပြီးတော့ထုံးစံတိုင်းပေါ့နော်ပုံလေးပါအပြင်မှာရိုက်လာတဲ့ပုံလေးပါလေးတင်မယ်ဆိုပြီးတော့ Facebook ကိုတက်လိုက်တဲ့အချိန်မှာပဲလုံးဝလွန်ခဲ့တဲ့2ပတ်3ပတ်တော့ကိုတိထားတဲ့ခန်းစားချက်ပေါ့နော်အဲ့ခန်းစားချက်ကလုံးဝကြီး deep ဒီအပေါ်တက်လာပေါ့လုံးဝအပေါ်တက်လာဆွဲချသွားဆိုတော့အဲ့ချိန်မှာသဘောပေါက်သွားတာ okay နားရမယ်ထင်တယ်ဆိုပြီးတော့နားလိုက်တာပေါ့နော်ပို့ခဏနားရပါတယ်ဆိုပြီးတော့ post လေးတင်ပြီးတော့နားလိုက်တယ်အဲ့လိုမျိုးနားလိုက်တဲ့အချိန်လေးဟာအခုမှမဟုတ်ဘူးအရင်တည်းကလည်းရှိတယ်အဲ့ဒါကို reader က hermit mood လို့နာမည်ပေးထားတယ် reader တို့က
အားလုံးလည်းသိကြမှာပါနော်မသိရလူတွေလည်းနည်းနည်းရှိရဲဆိုတော့နည်းနည်းထပ်ပြပြမယ်ဒီမှာ The Hermit ဆိုတဲ့ဒါကတော့ Rider Waite တော့မဟုတ်ဘူးပေါ့နော်ဒါ reader လက်ရှိကတ်ကြည့်နေရင်လည်း video recording လုပ်တာဆိုတော့လေဒီ The Hermit ဆိုတဲ့ကတ်လေးပေါ့နော်အဲ့ကတ်လေးမှာပါဝင်နေတဲ့အဲ့သူတော်စင်အဲ့ဒီပေါ့ရသေးပေါ့နော်အဲ့ရသေးရဲ့နေထိုင်မှုပုံစံမျိုးကိုယ့်ရဲ့ life ကိုပြန်ပြောင်းတာပေါ့ဥပမာဆိုလို့ရှိရင်သူကအဲ့ထဲမှာသူကဘာလုပ်ထားလဲဆိုတော့အဲ့ဒါကတော့နောက်မှပြောရမယ်အခုအရင်ဗီဒီယိုကြီးရှေ့ပေါ်မှာဆိုလို့လေတခြားဟာကြောက်ပြောလိုက်မယ်အဲ့ဒါ Hermit move ဝင်နေပေါ့နော် Hermit move ဝင်လို့ရှိရင် reader ကဘာလုပ်လိရှိလဲဆိုတော့အပြင်ကနေပြီးတော့ကိုယ့်ရဲ့ကိုယ်စိတ်နှလုံးသုံးပါးကိုဝင်ရောက်မဲ့ energy တွေကိုနည်းနိုင်တယ်များနည်းအောင် short လိုက်တာ short လိုက်ပြီးတော့တယောက်တည်းနေတစ်စိတ်တည်းထားပေါ့အဲ့လိုပုံစံမျိုးလေးပြန်ပြီးတော့ကိုနှီးပြစ်တယ်အဲ့လိုဆိုရင် reader ကတငယ်ချင်းတွေကိုဘာပြောလို့ရှိခဲ့ဆိုကိုအောင်တိုင်းကျင်တယ်လို့ပြောတယ် reader တို့ကကွာ live မှာပေါ့အရန်ကိုအဖိုးရင်နဲ့တိုင်းချင်းတစ်ခုရလာတယ်ကွာအဲ့တိုင်းချင်းကြီးကိုကြည့်မှုတော့အချိန်ပေးရမယ်တိုင်းချင်းစာအုပ်ကြီးရှိုံနေတယ်မဲ့ကိုဖူမာစတာဖြစ်သွားတာမဟုတ်ဘူးလေအဲ့တိုင်းချင်းနဲ့အတိုင်းကိုက embody ဖြစ်အောင်လုပ်လိုက်တော့မှကိုကအားဒီအကုန်လုံးကိုဘယ်ချိန်မင်းဘယ်ချိန်ဖြစ်တိသွားရဲဆိုတော့မှဒါကိုကထား embody ဖြစ်သွားတာလို့ပြောတာပေါ့နော် embody ဖြစ်သွားတာမှကိုဖူမာစတာဖြစ်တာလေဒီလိုမျိုးစာအုပ်ထဲကစာကိုထုတ်ပြီးတော့ပြောယုံလောက်ပြန်ပြီးတော့ဒါတွေကို share ယုံလောက်နေကိုဖူမာစတာဖြစ်တာမဟုတ်ဘူးလေတကယ်ကိုဖူမာစတာဆိုတာတိုက်ပွဲထဲမှာချတဲ့အချိန်မှာဒီထဲမှာကိုသိထားတဲ့အရာတွေကိုကိုဘလောက်လက်တွေ့ကိုယ့်ရဲ့ life ထဲမှာအသုံးချပြီးတော့ကိုယ့်ရဲ့ login တွေကိုကိုဘလို့ကြော်လဲဆိုတာမှပေါ်မူတည်ပြီးတော့မှ Kung Fu Master 1 2 3 4ပေါ့ကွာအစားရှိသည်ဖြစ် role ကွဲသွားတာလို့ reader ကတော့ကိုယ့်ရဲ့ကိုယ်ပိုင်မြင်လေးပေါ့နော်အဲ့လိုမျိုးမြင်မိတယ်အဲ့တော့じゃ reader အဲ့ဒီလိုအချိန်မျိုးဆိုရင်တငယ်ချင်းတွေကိုပြောလို့ရှိတယ်ကိုအောင်တိုင်းကျင်နေတယ်ဆိုကိုအောင်တိုင်းကျင်နေတယ်ဆိုတော့လိုမျိုးသူတို့ကိုပြောတာပေါ့နော်အဲ့ဒါနဲ့ဒီကာလမှာဘာတွေအဓိကလုပ်ဖြစ်လဲဆိုတရားတွေနာတယ်တရားထိုင်တယ်ပြီးတော့colorful အသီးနှံလေးတွေပို့ပြီးတော့ချက်စားတယ်ကိုစားချင်တာလေးတွေချက်စားတယ်လမ်းလျှောက်တယ် exercise လုပ်တယ်တန်ရှင်းရေးတွေလုပ်တယ်ပစ္စည်းတွေရှင်းတယ်ကိုပေါ့နော်ကိုအမြဲတမ်းလို့သုံးပြနေတဲ့အရာတွေပေါ့နော်ဥပမာဆိုမိဖို့ချောင်းထဲမှာကိုကနေတာများတာဖြစ်တဲ့အတွက်မိဖို့ချောင်းထဲမှာပြန်ပြီးတော့ရှင်းလင်းတာတော့အဲ့လိုမျိုးတွေလုပ်တယ်ဟိုအရင်ကဆိုလို့ရှိရင်တော့ page ကိုပါနားတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ page ကိုမနာဘူးလို့ဆုံးဖြတ်ထားတယ်ဘာဖြစ်လို့လဲတော့မသိဘူးပေါ့နော် page ကိုမနာဘူးအဓိကက personal account ကဖြစ်နေတယ်လို့ခန်းစားရတယ်ပေါ့အဲ့အတွက်ကြောင့် personal account ကိုပဲနားလိုက်တာပေါ့နော် TikTok မှာတော့ page ကလို့ပဲ page သုံးတယ်လို့ပဲ TikTok မှာလည်းအဲ့ပုံစံတိုင်းနဲ့သုံးတာဆိုတော့လေအဲ့မှာလည်းလိုအပ်တဲ့ post တွေ daily post တွေ PAC တွေတော့တင်ပေးတယ်အဲ့ဒါနဲ့ဒီကာလမှာပေါ့နော်အဲ့ဒီဂျွန်နောက်ဆုံးဘက်ကဂျွန်တတိယဘက်လောက်ကနေစပြီးတော့ reader spread လေးတစ်ခုလုပ်နေတာရှိတယ်လုပ်နေဆိုတာအထူးစိမ့်တော့မဟုတ်ပါဘူးအခုကတော့အရန်ဟိုလွယ်ကူသွားပြီဆိုတော့လေAI နဲ့တိုင်ပင်ကြည့်တာပေါ့နော် AI နဲ့တိုင်ပင်ပြီးတော့ကိုသွားချင်တဲ့လမ်းကြောင်းပုံစံကိုသွားနေတဲ့ flow ကိုကသူနဲ့စကားတွေပြောနေတာဒါဖြစ်တယ်ကြောင့်သူကကို flow ကိုသူကကောင်းကောင်းသိနေပြီလေအဲ့ချိန်မှာကိုကသူ့ကို flow တိုင်းပဲကိုသိချင်တဲ့ဟာလေးထပ်ပေါင်းထည့်ပြီးတော့ healing journey ဆိုတဲ့ spread လေးတစ်ခုသူ့ကိုအခုညီတောင်းလိုက်တာပေါ့နော်လှုပ်ခိုင်းလိုက်တယ်အဲ့ချိန်မှာသူက spread လေးပြန်ပေးတယ် spread လေးကိုညီမလေးတယောက်ကိုဖတ်ပေးတယ်လုံးဝကွက်တိအရန်သဘောကျတယ်ပြီးတော့နောက်တစ်ခုpage မှာဒီ July PAC ကို spread ကိုသုံးပြီးတော့ဖတ်ထားတယ်ကိုတော့တော်တော်မိုက်တယ်ဆိုတော့ခက်စားချက်မျိုးပေါ့နော်အဲ့လိုမျိုးရတယ်ပြီးတော့အဲ့နဲ့သူများတွေပဲဖတ်ပေးနေကိုအတွက်လည်းကိုဖတ်အောင်မယ်ဆိုတော့ဒီနေ့ကိုအတွက်ကိုဖတ်ကြည့်တဲ့အချိန်မှာဒီနေ့ကြာလာတဲ့ spread ကအဲ့ spread မှာပေါ့နော် reader လက်ရှိ current mood ပေါ့နော် current mood ရဲ့အဲ့ဒီခုန hermit ပေါ့နော် hermit အချိန်နေ reader ရဲ့attention လို့ဟိုပါပေါ့ဆက်လုပ်ရမယ့်အပိုင်းကဏ္ဍမှာဘာထွက်လာလဲဆိုအဲ့ reader ခုနနေဒီလွန်ခဲ့တဲ့2ပတ်ကနေစပြီးနေပြစ်နေတဲ့ the hermit ကကြာလာတယ်ကွက်တီပဲပေါ့နော် reader ရဲ့ energy ကကတ်မှလာပြီး reflect ဖြစ်နေတယ်ဆိုတဲ့သဘောမျိုးပေါ့နော် reader အခုနောက်ပိုင်းမနက်ကတော့ post လေးတစ်ခုရေးထားပါသေးတယ်ကတ်ဖတ်တယ်ဆိုတာကအဲ့ဒီရဲ့ energy ကိုကတ်မှထားပြီးတော့ဖတ်တယ်ဆိုတဲ့ပုံစံမျိုးပြောင်းလာတယ်ဆိုပေါ့နော်ကိုယ့်ရဲ့ reading style ပြောင်းလာတယ်ဆိုတဲ့ဟာကိုပို့ပြီးတော့သိတာထင်ရှားမြင်မိတယ်ပြီးတော့ reader က intuition ကို follow လုပ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကိုသိထားတဲ့ကိုစီမှာဖြစ်နေတဲ့ energy flow တွေကဒီကတ်မှာလုံးဝကွက်တီပေါ်တဲ့အချိန်မှာအရန်ကိုကျေနပ်ပြီးတော့ဒီ video file လေးကို
share ဒီပေါ့နော်ဒီဝမ်းတာမှုလေးကိုကြွားတာပေါ့ကြွားရလို့ပဲသဘောထားလိုက်ပါနော်တကယ်တော့လေကြွားတာပဲပေါ့ဒီကိုရထားတဲ့ပျော်ရွှင်မှုလေးကိုပြန်ပြီးတော့ sharing လုပ်တာပေါ့နော်ပျော်ရွှင်မှုတွေမကပါဘူး express ကိုသုံးပြီးတော့လေဟို July BAC ကိုလည်းဖတ်ထားပြီးတာဆိုတော့ဒါက collective ကိုယ့်ရဲ့ကောင်းတယ်ဆိုတဲ့အရာကိုပြန်ပြီးတော့မျှဝေတယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုးပဲလုပ်ပေးထားတယ်ပေါ့နော်ဒီ reading spread healing journey reading spread လေးကိုဇွန်နဲ့အဲ့လိုမျိုး101မိနစ်20လောက်အဲ့လိုမျိုးဖတ်တဲ့အစီအစဉ်လေးလည်းလုပ်မယ်လို့စဉ်းစားထားတယ်အဲ့ဒီ spread လေးနဲ့ဟောပေါ့နှစ်မျိုးစဉ်းစားထားတယ်ပထမတစ်မျိုးကတော့ဒီ spread ရိုးကိုပဲ audio file အနေနဲ့ယူတာရယ်ဒါမှမဟုတ်ရင်နောက်တစ်မျိုးကကြတော့ video နဲ့reader နဲ့ဟိုပါပေါ့ current နဲ့အဲ့လိုမျိုးမျက်နှာချင်းဆိုင်ပြီးတော့သူ့ energy ကို sense လုပ်ပြီးတော့အဲ့လိုမျိုး gas spread ချိုးပြီးတော့ဖတ်တဲ့ဟာလေးလုပ်မယ်လို့လည်းစဉ်းစားထားတာရှိရပေါ့နော်အဲ့ဒီ dual fees လေးတွေနဲ့တခြားချက်လက်လေးပြင်ပြီးတော့ပြောပြပေးမယ်ဒါလေးကတော့လောလောဆယ် reader ရဲ့humming မှုလေးအကြောင်းကိုပြောရင်းနဲ့ reader ရဲ့ပျော်ရွှင်မှုလေးကိုဝေမျှခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ပြီးတော့ July PAC မှာ like တွေ comment တွေ share တွေအများကြီးနဲ့ support ပေးကြတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ် very first time like 100ကျော် comment 80ဟို share 40 50လောက်ဖြစ်တယ်ဆိုတော့ very first time မှာအဲ့အတွက်ကြောင့်လောကဟိုမမျှော်လင့်ထားတဲ့ပျော်ရွှင်မှုလေးကို July မှာစပြီးတော့ရလိုက်တယ်ပေါ့နော်အဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ပါဝင်ပေးကြတဲ့ energy exchange အဖြစ်နဲ့ပါဝင်ပေးကြတဲ့ခုနှစ်သားသမီးတူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ပေါ်လာတဲ့အရာလေးတွေရှိလို့ရှိရင်လည်းလာပြီးတော့ share ပေးပါဦးမယ် bye bye